ကစုံလာပြီဗုဒ္ဓနေ့ကစုံလာပြီ9နေ့1နိယတပြာဒိတ်ယူသည်နေ့လေးပင်ချေကဘာတသိန်းအစကစုံလာပြီနေ့2ဖယားမွေးဖွားသည့်နေ့မဟာတက္ကရာ68ကစုံလာပြီတောက်ကြနေ့3ဖယားဖြစ်သည့်နေ့မဟာတက္ကရာ103ကစုံလာပြီဗုဒ္ဓဟူးနေ့4ဗုဒ္ဓဝင်အကျဉ်းဟောသည့်နေ့မဟာတက္ကရာ104ကစုံလာပြီ5ပရိနိဗ္ဗာန်စံသည့်နေ့မဟာတက္ကရာ148ကစုံလာပြီအင်္ဂါနေ့ဖွားပွင့်ဟောဆံဗျာဒိတ်ခံမှတ်ရန်ကစုံလာပြီနေ့ကစုံလာပြီနေ့ဟာဗုဒ္ဓဘာသာတို့ရဲ့နေထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်ပါတယ်